Hello guys အားလုံးမင်္ဂလာပါညီမမြန်မာဒီနေ့မှာတော့မိဘဆောင်နဲ့ပတ်သက်တဲ့အိတ်စာလေးကိုပြပြပေးမှာဖြစ်ပါတယ်အားလုံးမထမင်းချက်နည်းလေးကိုပုံစံဆောင်ရပါတော့ပုံစံဒီနားလေးမှာပုံစံနေမှာနေပွားရင်ပြလာတာလေးနေပြပါနော်Okay ဒီမှာဒါထမင်းကြော်တာပါထမင်းချက်တာပါနော်ထမင်းကြော်တာကိုချက်တာပဲပါနော် Okay ပြီးရင်အဲ့ဒါလေးကိုရက်မယ်ဆိုရင်ဒီမှာပါဒီမှာတွေ့ရဲ့ဝိုင်းနာပေးဟာလေးတွေလှုပ်ထားပေးဥစ္စာလေးတွေနှိပ်ထားပေးပါဘာမှဖြစ်တော့ဘူးနော်မဖြစ်တော့ပါဘူးပြီးရင်ထမင်းဝိုင်းပြင်လေးတွေပါဒီမှာထမင်းဝိုင်းပြင်မယ်ဆိုရင်ပြတ်ထားလေးတွေနှိပ်ပေးဖို့အရေးကြီးပါတယ်โอเคဒီမှာပေါ့နော်ဒီမှာကိုတိုက်တဲ့အစားအစာလေးတွေကိုလုပ်လို့ရပါတယ်လုပ်လို့ရတယ်ပေါ့နော်စားလို့လည်းရတယ်ပေါ့နော်တကယ်မှာနော်โอเคဘိုးစုံထမင်းဝိုင်းကိုအလယ်မှာချစင်နေဆိုရင်တော့ပြတ်ထားလေးနှိပ်ပေးပါဒီမှာပေါ့နော်ဒါလေးနေတော့နေပွားရင်ခုဒီအဲ့ဒါလေးအောက်ကိုကျနေပေါ့နော်အောက်ကိုကျနေလို့ရှိရင်အပေါ်ရွှေ့ပြီးပါပေါ်ရွှေ့သွားရင်နေရာကြလေးထားပေးပါနော်အဲ့လိုထားပေးပါဒီမှာပြီးရင်တပင်းဟာရေထလုပ်ချင်လို့ဆိုတော့ကြလာလေးထလုပ်ပေးပါဒီအဲ့ပြီးတော့ဆိုရင်နောက်တစ်ခုထလုပ်ချင်လို့ပေါ့ထလုပ်ချင်လို့ဆိုရင်ဒီမှာပါဒါတော့ဆူရှီတန်းလေးပါအဲ့မလုပ်ချင်ဆိုရင်ဘီဘီလေးနဲ့လည်းပါနော်တပင်းဟာပါနော်ဒီမှာချောကလက်လေးပါနော်ကြိုက်တာလေးလုပ်လို့ရရပါတော့အများကြီးပါပဲခါလေးပါနော်ဒါကြောင့်ထမင်းလေးပဲဒါတော့ထမင်းပါโอเคအဲ့အလေးမလုပ်ချင်လို့ဆိုပြရတာလေးနှိပ်ပေးပါနော်မှန်ပါအဲ့ဒီပြပြလေးနှိပ်ပေးပါโอเคအခုမှတော့အာရုံပြီးသွားပြီဆိုရင်အိမ်ဆောက်နေလေးပြတော့မှာပေါ့နော်မိဖို့ကြောင့်လည်းမဟုတ်ပါဘူးအိမ်ဆောက်နေလေးပါပြပါမှာပါโอเคပုံစုံပြင်ပြီးတော့မယ်ပေါ့နော်တမန်ညာအဝေးပါပဲနော်တမန်စကူတော့ဒီလိုအကွင်းပြန်ယူတွေ့ပြီဆိုရင်ဒီမှာပြတ်တာလေးနှိပ်ပေးပါမတားလေးပါနော်အဲ့နှိပ်ပွားရေးဆိုရင်ဘာနကူဝရှိရပေါ့ဒါကတော့အိမ်သားလေးโอเคအောက်လေးရွှေ့ပါလေးရတော့ပြန်ဟိုဥစားလေးပါခဏတော့အိမ်ဆောက်တဲ့ဟာပြန်တော့မှဟောဒီမှာပါဒီမှာပေါ့နော်ဒါတော့အိမ်ဆောက်တဲ့ဘာနကူဝလေးပါဒါတော့အောက်ကပြင်ပြပါနော်ဒီမှာ WA ရဲ့ဝေါ်လေးပါဒီမှာဒါဝေါ်ပါအဲ့အောင်လို့ရှင်ဆို GBP လေးနဲ့ပါအော်နော်ဒါလေးဝေါ်ပါโอเคမှာပါမှာအောက်ကိုလေးပါအိမ်လေးကိုစိတ်ကြိုက်ဆောင်းနိုင်နေပေါ့နော်โอเคအိမ်လေးကိုဆောက်လိုက်ပါဒီလိုဆောက်လိုက်ရနော်တဲ့ဒီလိုဆောက်လို့ရပါတယ်အမမဆောက်တော့ပါဘူးမလုပ်တော့ဆိုရင်ဒီ PP လေးကိုနှိပ်ထားပေးပါပြီးတော့ဘာမှမရှိတော့ပါဘူးနော်โอเคပြီးလို့ရှိရင်မိုးလေဝသလေးကိုပြထားပေးပါမယ်မိုးလေဝသလုံးမဆိုရင်ညီမပြထားလေးနှိပ်ပေးပါဒါလေးပါပါပါနော်ဒါတော့မိုးရတော့မှာပါနော်ဒါတော့မိုးရနေပါဒါတော့မိုးတော်ရောပါပါဒါတော့အကြီးကျယ်ဆုံးမိုးပေါ့နော်မိုးအောင်ချင်းနေပါပြီအဲ့ဒါမျိုးချင်တော့ဒီပြလေးနဲ့ပေါ့နော်ဒီမှာပြလေးဒါတော့ညင်းကြလေးပေါ့နော်ညင်းလေးကြလေးဒါတော့ကြဒါပူဆူပေါ့နော်โอเคပြီးသွားလို့ရှိရင်အောက်မှာညင်းလေးဖြူကျင်နေဆိုရင်ဟောပါဘူးနှင်းမဟုတ်လားညင်းလေးဖြူကျင်နေဆိုရင်တော့ဒီမှာပြတ်ထားလေးနှိပ်ထားပေးပါနော်ညင်းဖြူရဟာပဲဟာလေအေးကြောက်စရာကြီး
နင်းဖြူကပြောင်းနေခဏနေမော်နော်ဒါလေးတော့မသိဟုတ်ပါတယ်ဒီမှာဘေးနာပြထားတဲ့ဟာလေးပါဒါလေးတွေနှိပ်ပြပါနော်နှိပ်ပါပါနော်ဒီဒါတော့နင်းကြနေပါတယ်နင်းကြတာโอเคမလုပ်ချင်တော့ဘူးဆိုရင်ဒီမှာအမှန်လေးမအဲ့လိုရပါတယ်โอเคအဲ့လိုမှဒီနေ့တော့ပါပဲ bye bye